ရွှေဆိုင်ဘယ်လောက်လဲဆိုတော့ရွှေဆိုင်ပေါင်း19ရက်နေ့ထိကိုရွှေဆိုင်ပေါင်းဘယ်လောက်ပါထုတ်လဲဆိုတော့ရွှေဆိုင်ဆိုတဲ့ရှောက်လွာတွေပေါ့လိုင်စင်ရှောက်ဖို့ရှောက်လွာပေါင်း2900နဲ့1928ဆောင်ပဲလာထုတ်တယ်တဲ့ဆိုတော့ရွှေဆိုင်3000ကျော်မကရှိတယ်လို့ကျွန်တော်ထားလိုက်တာဥပမာဇွဲထက်ဘယ်နှဆိုင်ရှိလဲဖွင့်ထားတာဇွဲထက်ရွှေဆိုင်ဘယ်နှဆိုင်ဖွင့်ထားလဲအောင်သမားကြီးဘယ်နှဆိုင်ဖွင့်ထားလဲ29ရတနာဘယ်နှဆိုင်ဖွင့်ထားလဲ29ရတနာဆိုရခိုင်ဟိုဈေးတယ်လေးတယောက်နဲ့ထားပြဿနာတက်ပြီးတော့ရခိုင်ကလေးမလေးတယောက်ကိုတခိုးပါဆိုပြီးတော့ဆွဆွဲပြီးတော့ချထားပြီးတော့မှတရားဥပဒေမှုတွေဆိုင်ပြီးတော့ရှုပ်ချက်ခံနေရပဲအဲ29ကိစ္စဆိုလဲဝိုင်းဘယ်သူတွေဘလို့သတင်းဖုံးထားလဲမသိဘူးပြအိနေမှာအမှန်နဲ့ဘယ်သူမှထွက်လာတော့သတင်းပြအိနေမှာ29ကိစ္စ29ဟုတ်ပြီနော်အဲ့လိုပဲဝိုင်းစိန်စားမျိုးစုံကရွှေဆိုင်အများကြီးရှိတယ်မျိုးစုံကရွှေဆိုင်တွေအများကြီးပဲနာမည်ကြီးအဲ့ရွှေဆိုင်တွေအကုန်လုံးကနော်အဲ့ရွှေဆိုင်တွေအကုန်လုံးကသူတို့ရှိတဲ့ဆိုင်ကွဲဘယ်လောက်ရှိတာလဲအဲ့တော့အဲ့ဆိုင်တွေအကုန်လုံးလိုင်စင်တင်ပြီလားပြီးခဲ့တဲ့ NASA ကဆိုရလက်ထက်ကကြီးညာထားတယ်ဖမ်းမယ်ဆိုရွှေဆိုင်တွေအကုန်ကြီးညာလိုက်တယ်အော်တိုမက်ဥအောင်လို့ဘာလို့အစားအကုန်လုံးကိုတခါတည်း blast သွင်းလိုက်တယ်နိုင်ငံခြားတော့သူထွက်လို့မရဘူးဒါပေမဲ့ blast သွင်းတဲ့နိုင်ငံခြားထွက်လို့မရဘူးပြည်တွင်းမှာတော့သွားချင်တာသွားလို့ရတယ် AC လှူတာတန်းတာသူလုံတာတော့တွေ့ရတယ်ဆိုတော့ဒါတွေအကုန်လုံးကနိုင်ငံတော်ကဒီလူတယောက်ကဒီတရားဒီဘယ်ခေါ်မလဲဥပဒေချိုးဖောက်ပြီးလုပ်နေပါတယ်လို့သိရင်ဖမ်းလည်းမဖမ်းဘူးဘာမှလည်းမလုပ်ဘူးဘလို့နီးနဲ့ဘလို့ရေးလုပ်ထားမှန်းကျွန်တော်မသိဘူးကျွန်တော်နိုင်ငံတရားဥပဒေစိုးမိုးရေးလူကလေးစားမလားလူကကြောက်မလားငွေရှိရင်ဥပဒေဆိုတာငွေရှိရင်ဟမ်အေးဆေးပဲဆိုဖြစ်သွားရင်တေးရောဗျမှန်လည်းပြောရင်နော်ကိုဟာတာတခုပြပြမယ်ခင်ဗျားတို့စကလုံးတစ်လုံးမှတ်ထားပါဗျကျွန်တော်လုံးဝမကြိုက်ဆုံးလောကမှာအယုံဆုံးကိစ္စတခုဘာလဲဆိုတော့လူတွေကြားထဲမှာပြောတဲ့စကားလေးလိုပဲမှတ်လိုက်ပါဆင်းရဲတဲ့သူတွေမွေးစေဝါတော်ရင်တရားဥပဒေချိုးဖောက်မှုတဲ့ချမ်းသာတဲ့ကြွယ်ဝတဲ့သူတွေအာဏာရှိတဲ့လူတွေမွေးစေဝါတော်ရင်တော့စိန်ခံပစ္စည်းတဲ့တွေးကြည့်စမ်းဆင်းရဲတဲ့သူတွေမွေးစေဝါတော်ရင်တရားဥပဒေချိုးဖောက်မှုမွေးစေဝါကင်ဆောင်လက်ဝဲတော်ရင်တရားဥပဒေချိုးဖောက်မှုပြစ်မှုပုံမှန်ကြီးတယ်ဒါပေမဲ့ချမ်းသာကြွယ်ဝသူတွေနဲ့ဩဇာကြီးတဲ့သူတွေအာဏာရှိတဲ့သူတွေမွေးစေဝါတော်ရင်စိန်ခံပစ္စည်းတဲ့စဉ်းစားစမ်းခင်ဗျားတို့စဉ်းစားစမ်းကျွန်တော်ရိုးလေးပဲစဉ်းစားပြီးတော့တွေးပြီးတော့ဩလို့တိုင်းပြည်ကအဲ့ဒါလိုဘက်ကိုသွားနေဆိုရင်တော့အဲ့ဒီတိုင်းပြည်ကိုဥဆောင်နေတဲ့သူတွေရောအဲ့တိုင်းပြည်ဥဆောင်မှုရန်တရားတွေမှာကုန်ပါနေတဲ့သူတွေကိုကိုပြန်မှန်ထောင်းမေးဖို့လိုတယ်ငါတို့ရှက်တတ်ဖို့လိုပြီလားလို့မေးဖို့လိုတယ်ရှင်းရှင်းလေးပြောတာနော်ဒါဥပဒေကိုလေးစားရဲဆိုရင်နိုင်ငံခေါင်းဆောင်အစားပြီးPC ပေါက်စားလေးဒီဥပဒေကိုလေးစားရဲဆိုရင်အဲ့စကားကိုကြားရင်ငါတို့ရှက်တတ်ဖို့လိုပြီလားမှန်ထောင်းပြောဖို့လိုတယ်နော်အခုကဘာဖြစ်လဲဆိုတော့ရွှေဆိုင်တွေကစီးမဲ့ကမဲ့ဥပဒေမဲ့တွေလုပ်တယ်လို့ပြောတယ်အရေးယူမဲ့လည်းပြောတယ်ပြီးလည်းပြောအရေးမယူတော့ဘူးဘာဖြစ်သွားမှလည်းမသိဘူးပျောက်သွားပြီအေးဆေးပဲရွှေဆိုင်တွေကဆက်ဖွင့်နေတယ်လိုင်စင်မဲ့တွေလိုင်စင်အခုထိမရသေးပဲဖွင့်နေကြတယ်ပြောရင်တော့ရွှေဆိုင်ပေါက်ခုနကပြောရဲ3000ကျော်ထက်မနည်းပေါ့နော်3000အထက်မှာရှိအောက်ကမကြောက်ဘူးကျွန်တော်ပြောရတယ်မယုံရင်ခင်ဗျားတို့လိုက်ရေးကြည့်လိုက်3000အထက်မှာပဲရှိအောက်ကမကြောက်ဘူးကျွန်တော်ပြောတော့နည်းနေဦးမယ်အဲ့တော့အဲ့ဒီဆိုင်တွေကအခုပွင့်လင်းပြောရင်လိုင်စင်ရှိသလားဆိုတော့359ဆောင်မရှိလို့ကျွန်တော်ပြောပြီးပြီခုနလိုင်စင်လျှောက်ပါလို့ကြီးညာလိုက်တဲ့အချိန်မှာ1928ဆောင်3လအတွင်းမှာလာလျှောက်တယ်လာလျှောက်လာထုတ်သွားတယ်လိုင်စင်လျှောက်လာထုတ်သွားတယ်ထုတ်လဲပြီးလည်းပြီးတော့ဖြောက်တော့ပြန်တင်တယ်ဘယ်တော့တင်လဲဆိုတော့1416ဆောင်မပြန်တင်တယ်အဲ့တော့လူ300လောက်ကပျောက်သွားတယ်လိုင်လျှောက်လာ300လောက်ကပြန်တင်လားမတင်လားမသိဘဲနဲ့ပျောက်သွားတယ်ဂိမ်းကနန်းဖြစ်သွားတယ်โอเคအဲ့ဒါနဲ့3လပြည့်လဲပြောတော့ဘယ်သူအဲ့ဒါပဲထပ်တင်တယ်ဘယ်သူမှလည်းထပ်လာမတင်ကြဘူးဆိုတော့โอเคအဲ့ဒါဆိုရင်ဘာလုပ်မလဲဆိုတော့ထပ်ပြီး extension ဆိုနောက်ထပ်3လမို့4လထပ်တိုးပေးတာဒီနေ့အထိဒီကနေ့အထိမနေ့အထိပေါ့ဗျာမနေ့14ရက်နေ့ပြောရင်တော့ဘယ်လိုခေါ်မလဲ14ရက်6လတော့သူကဆို14ရက်6လအထိပေါ့နော်14ရက်6လ2025အထိထပ်ပြီးတော့အခုနော်18ရက်2လ2025ကနေ14ရက်6လ2025အထိ6လထပ်ပြီးတော့လာတင်တာ129ဆောင်6လထုတ်ယူတယ်တဲ့ပြီးလည်းပြီးတော့အဲ့6လ132ဆောင်ပြန်တင်လာတယ်တဲ့ပြောရရင်တော့တနိုင်ငံလုံးပြန်ပေါက်လိုက်ရင်ကျွန်တော်ပုံလည်းပြောမယ်နော်6လပေါင်းကဘယ်လိုဆို1855ဆောင်ထုတ်ယူသွားတယ်1855ဆောင်ထုတ်ယူသွားတယ်1855ထုတ်ယူသွားတယ်နော်အဲ့တော့ဘယ်လောက်ပြန်သွားဖြစ်လဲဆိုတော့1548ဆောင်ကပြန်ပြီးတော့သွင်းတယ်အဲ့တော့အဆောင်300လောက်ကပျောက်နေတယ်မတင်ကြဘူးအဲ့တော့ရွှေလိုက်ခုံဆောင်ကြဘူးခုံဆောင်ကြဘူးခင်ဗျားတို့ကျွန်တော်ပြည်သူလူထုကအခွန်ဆောင်ဖို့သာဆောင်နေကြတယ်ခင်ဗျားတို့ကျွန်တော်ကော်ဖီတော့လေးခွန်ဆောင်ရတယ်ခင်ဗျားလက်ဖေးတော့လည်းခွန်ဆောင်နေရတယ်ရောင်စားခံနေရချို့အခွန်စိတ်မကတဲ့ကောင်တွေရှိသေးတယ်ဒါပေမဲ့အဲ့ဒီရွှေဆိုင်ကြီးရွှေသားရောင်းနေရတယ်ပတ်ဆက်ချမ်းသာလာတာမျိုးစင်းနဲ့ဘလို့ချမ်းသာတယ်တိုက်တယ်လို့ပြောဒါပေမဲ့အခွန်မဆောင်ကျွန်တော်ပြောတယ်အခွန်မဆောင်မဲနဲ့တိုင်းပြည်ကိုအခွန်ရှောင်ထားတဲ့လူတန်းစားကိုကျွန်တော်တို့ဘလို့လေးစားရမှာချမ်းသာလာတယ်ကျွန်တော်ဘလို့ဘာကိုကျွန်တော်လေးစားမှာအခွန်ရှောင်ထားရဆိုတော့တခိုးပဲအခွန်ရှောင်ပြီးလို့နေတခိုးပဲတိုင်းပြည်ရဲ့တခိုးပဲအဲ့ဒါဟုတ်တယ်ပြောတာပြည်သူလူထုကတခိုးပဲအဲ့ဒါပြည်သူလူထုကငွေကိုခိုးတယ်တခိုးပဲအခွန်ရှောင်တယ်ဆိုတာတဲ့ပြောတာအဲ့ဒါအဲ့တော့ပို့လို့ပြအဲ့လိုဆိုင်နေအများကြီးဖြစ်နေသေးတယ်အခုစဉ်းစားကြည့်ဗျာ9လရှိသွားပြီနိုင်ငံတော်ကဩဇာအာဏာဘယ်လောက်မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးအာဏာပိုင်တွေဩဇာအာဏာဘယ်လောက်ထိနှိမ်ပါနေတယ်လဲဆိုရင်
ဘယ်လောက်ဒီဩဇာအာဏာကျဆင်းနေသလဲဆိုရင်ရွှေဆိုင်တွေတနိုင်ငံလုံးမှာ3000နဲ့မကရှိတဲ့ဂျားတွေအခု358ဆိုင်ပဲလိုင်စင်ရတယ်ကြံတဲ့ဆိုင်တွေကရှောက်ထားသေးတွေပဲရှိသေးတယ်တချို့ကရှောက်ကိုမရှောက်ဘူးဆိုပြီးထားတယ်ဆက်ရောင်းနေတယ်အဲ့တော့အဲ့ဒါတွေကိုဥပဒေကအရေးလည်းမရှိဘူး9လရှိသွားပြီအဲ့တော့ဘာလဲနိုင်ငံတော်ကဘာလုပ်နေတာတော့ကျွန်တော်စဉ်းစားလို့မရတာအဲ့တော့တက်ညာရဲဆိုလဲအစတည်းကဘာလျှောက်မှမလျှောက်ခိုင်းတော့ပေါ့ဗျာတက်ညာရဲဆိုလဲခင်ဗျာဒီလောက်စီးကမ်းမလိုက်နာတဲ့ဟိုဒီလိုမျိုးတထေးကြီးစီးကမ်းနေတဲ့ရွှေဆိုင်ပိုင်ရှင်တွေကိုခင်ဗျားတို့ကအရေးမယူရဘူးဆိုရင်ဘာလဲခင်ဗျားတို့ရွှေဆိုင်ပိုင်ရှင်တထေးကြီးတွေကြတော့ဘာလဲဟိုမူရည်စေဝါလိုပဲဘာလဲဆင်းရဲတဲ့တာမန်ကျွန်တော်တို့ကြုံမွေးတွေကြတော့ခင်ဗျားတို့ကဥပဒေကတရားဥပဒေကိုစိုးမိုးပြက်ပြားလို့တရားဥပဒေကချိုးဖောက်လို့ရေးယူတယ်ဒါပေမဲ့တို့လိုရွှေဆိုင်တထေးကြီးတွေကြတော့ဇင်ခံပစ္စည်းမို့လို့မူရည်စေဝါဇင်ခံပစ္စည်းဆိုပြီးခင်ဗျားတို့မဖမ်းကြတာလားမလုပ်ကြတာလားတဲ့ပဲမေးတာခင်ဗျားတို့အစိုးရလည်းမတရားဘူးမမှန်ကန်ဘူးအဲ့ဒါပွင့်လည်းပြောတာမမှန်ကန်ဘူးဒါသည်ပြပြသားမှန်ကန်လို့ဖို့လိုတယ်ရွှေတိုင်းပိုင်းရှင်တွေဘာမှညှစရာအကြောင်းမရှိဘူးချမ်းသာလို့လားချမ်းသာလို့သူ့ကိုချမ်းသာလို့ညှပြီးကျွန်တော်တို့လိုကြောင်းမွေးတွေကြတော့ကင်မလိုက်ဆိုရင်ကင်ပါလားအဲ့လိုလားအဲ့ဒါဆိုရင်ခင်ဗျားတို့တရားဥပဒေကဘာတော့လို့မေးရမယ်အဲ့တော့နိုင်ငံတော်အကြီးအုပ်ချုပ်တဲ့အကြီးအကဲရောမှန်ကန်မြတ်တာတရားမြတ်တာအုပ်ချုပ်တယ်ဆိုရင်ရင်ဝယ်သားလို့ပြည်သူအုပ်ချုပ်တယ်ဆိုတာမှန်သလားပြန်မေးဖို့လိုတယ်ကိုယ့်အကူပြန်မေးဖို့လိုတယ်ကျွန်တော်တို့ပွင့်လည်းပြောတာဒီကိစ္စဒီလုံးဝမတရားဘူး9လရှိပြီဘာမှမလုပ်ဘဲနဲ့အခုထင်တိုင်းကျဲထားတယ်ရွှေတိုင်းပိုင်ရှင်တွေကလှုပ်ချင်တာလှုပ်နေတယ်အခုဆက်ဖွင့်နေတယ်ရောင်းနေတာပဲကြိုက်တဲ့နေရာသွားကြည့်ရောင်းနေတာပဲအစိုးရကိုဘောပဲဆိုပြီးလှုပ်လို့ဖြစ်နေကူကအဲ့လိုဖြစ်နေအစိုးရကိုကြီးမဆိုင်ဘူးအစိုးရအမိန်ပါလေအဲ့ရောက်မယ်အစိုးရအမိန်အုပ်ချုပ်အာဏာပိုင်တွေပတ်စံနဲ့ပေးလိုက်ပြီးတော့ကွာဒီကောင်တွေပတ်စံနဲ့ပေါက်လိုက်ငွေပေါက်လိုက်ဒီကောင်တွေလှုပ်စားလို့ခိုင်းလို့ရတဲ့ကောင်တွေပါကွာလို့အစိုးရအာဏာပိုင်တွေအထင်သေးတာလှုပ်စားနေတာဘယ်လိုလုပ်ကြမလဲအဲ့ဒါကိုခင်ဗျားတို့အာဏာပိုင်တွေဖွဲ့စည်းတယ်လေငွေလေးကတော့ပျော်ပြီးတော့အေးဆိုမလုပ်ဘူးအရေးမယူခင်ဗျားတို့စဉ်းစားကြည့်ခင်ဗျားတို့ငွေဝယ်ကျွန်ဖြစ်သွားပြီသူတို့ရဲ့ငွေဝယ်ကျွန်ဖြစ်သွားပြီရှက်ဖို့လိုတော့ပြောတာရှက်တင်တာပြောတာဒါရွှေတိုင်းပိုင်ရှင်နဲ့ပတ်သက်လို့ပြောတာပါအဲ့တော့ဒါကျွန်တော်ဒါရိုက်လည်းဆက်ပြီးတော့ပြောရင်လည်းပို့ဆိုးဖို့ရှိတယ်ဒါလို့ဆိုရင်ကျွန်တော်ခရပြည်သူလူလည်းသဘောပေါက်လိမ့်မယ်ထင်တယ်ကျွန်တော်ဘာကိုရည်ညွှန်းနေဘာကိုပြောချင်နေဆိုတော့သိလိမ့်မယ်နော်